အိုကြီးထဲမှာကျင်းမွက်ပျက်စီးနေတဲ့ရုပ်အလောင်း၃လောင်းဟာစီပူတွေကြားထဲလိမ့်နေခဲ့ပါတယ်သူတို့ရဲ့မျက်စိနာနှာခေါင်းပါးစပ်မျက်နှာပေါက်ဝတွေဟာဟောင်းလောင်းပေါက်ဖြစ်နေပြီးခြေလက်တွေကျိုးကျနေပေမဲ့နာကျင်လုံးလို့ရုန်းကန်လှုပ်ရှားနေကြတော့မှာပဲသူတို့ရဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးကြကျမချက်ချင်းသိလိုက်ပါတယ်အဲ့ဒါကျမရဲ့ခမဲတော်မဲတော်နဲ့မောင်တော်မင်းသားတို့ဖြစ်နေလို့ပါပဲမဖြစ်နိုင်တာလီဝူဂျိုကကျမသာလိမ့်လိမ့်မမာနဲ့အပြစ်ပေးဆက်ရင်သူတို့ကိုဘာမှမလုပ်ဘူးလို့ခရီးပေးခဲ့တာလေကျမခြေထောက်တွေမခိုင်တော့ပဲဒူးထောက်ကျသွားခဲ့ပါတယ်အင်းလေမူလာကတော့သူတို့ကိုလွတ်ပေးမလို့ပဲဒါပေမဲ့ငါကမလွတ်ပေးချင်ဘူးလို့ပြောလိုက်တာဒါကြောင့်ဦးဂျိုကငါ့ကိုပြောစေချင်လို့သူတို့ကိုဒီစီပူရိုးတဲ့ပြစ်ထည့်ပြီးနှစ်ပေါင်းလေးရလုံးလုံးကြိုထားပေးခဲ့တာအာအခုတော့သူတို့ရဲ့ဝိညာဉ်တွေလုံးဝပျောက်ကွယ်တော့မယ်အဲ့ဒါတောင်သူတို့ကနင့်နာမည်ကိုခေါ်နေတော့မယ်ကျမရင်ကွဲမတက်အော်ဟစ်ပြီးအဲ့ဒီစီပူအိုးစီကိုပြေးသွားဖို့ရုန်းကန်ခဲ့ပေမဲ့စူဝမ်ကျန်းကသူမရဲ့ဆွမ်းအားကိုတုံးပြီးကျမကိုနေရာမှာတင်ချုပ်ထားခဲ့ပါတယ်စီပူတွေကရုပ်လောင်းတွေကကျမအော်တန်ကိုကြားပုံရပြီးပို့ပြီးတော့ရုန်းကန်လာကြပါတယ်ဒီမွားနေတဲ့ရုပ်လောင်းတစ်ခုကလက်လန်းမှုစူးစမ်းခဲ့ပေမဲ့စီပူနဲ့ထိမိတာနဲ့တပြိုင်နက်မီးကိုငွေဖြစ်ပြောင်းလဲပြီးကွဲပြောက်သွားခဲ့ပါတယ်မဖြစ်ရဘူးကျမရဲ့အော်ဟစ်တန်ဟာငရဲပြည်ရဲ့အမှောင်ထုထဲမှာလက်တင်ထက်သွားခဲ့ပေမဲ့ကျမချစ်ရတဲ့သူတွေတယောက်ပြီးတယောက်ပြအဖြစ်ပြောင်းလဲသွားတာကိုပဲထိုင်ကြည့်နေခဲ့ရပါတယ်စူဝမ်ကျန်းကကျမရင်ကွဲမတက်ခံစားနေရတာကိုကြည့်ပြီးသဘောကျနေခဲ့ကနောက်ဆုံးမီးကိုငွေလေးကွဲပြောက်သွားတဲ့အခါကျမှပဲကျမကိုပျော်ပျော်ကြီးဆွဲခေါ်သွားပါတော့တယ်နင်ကဒါလေးတင်မခံစားနိုင်တော့ဘူးလားဒါကအမီးပဲရှိသေးတာအခုမှတကယ်ပွဲကြီးစမှာသူမစကားပြောလို့မဆုံးခင်မှာပဲစူဝမ်ကျန်းရဲ့မျက်နှာကရုတ်တရက်ပြတ်သွားပြီးကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားပါတယ်သူမကကျမရဲ့လက်ကိုဆွဲယူပြီးသူမကိုသူမတွန်းထုတ်လိုက်ကလေကားတစ်တွေပေါ်ကနေလိမ့်ချပစ်လိုက်ပါတယ်ကျမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲအမောင်ကြီးတစ်ခုကကျမဘေးကနေဖြတ်တန်းသွားပြီးကျမကိုရိုက်ထုတ်လိုက်တာကြောင့်ကျမလေထဲလွင်ပြီးမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျသွားခဲ့ပါတယ်ကျမမောကြည့်လိုက်တဲ့အခါ